ဒီဗီဒီယိုကတော့အခုတလော social media မှာအရန်ကိုမှနာမည်ကြီးနေတာပဲဖြစ်ပါတယ်ဗီဒီယိုထဲမှာတော့ထိုင်ဝမ်နိုင်ငံမှာရှိတဲ့တိုင်ပေ101အထက်မြင့်အဆောက်အုံပေါ်ကိုကဘာကျော်တောင်တက်သမားအဲလက်ဟွန်နိုကတက်နေတာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော်တော်များများမသိသေးတဲ့အကြောင်းအရာတစ်ခုတော့ရှိနေပါတယ်တကယ်တမ်းတော့ဒီဗီဒီယိုဟာတကယ်အပြင်ကအဖြစ်ရဲ့အစစ်တစ်ခုမဟုတ်ပါဘူး AI နဲ့ဖန်တီးထားတဲ့ဗီဒီယိုတစ်ခုသာဖြစ်ပါတယ်အကြောင်းရင်းကတော့ဒီဗီဒီယိုဟာမကြသေးခင်က social media ပေါ်မှာအဲလက်ဟွန်နိုက Netflix မှာ live လွှင့်ပြီးတော့တိုင်ပေ101ကိုတက်နေတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ပြန့်နှံ့လာခဲ့တာပါတကယ်တမ်းတော့ဒီဗီဒီယိုဟာ The 508လို့ခေါ်တဲ့ Netflix ရဲ့စိတ်ကူးရင်ရုပ်ရှင်သစ်တစ်ခုကိုကြော်ညာဖို့အတွက်ဖန်တီးထားတဲ့အထူးပြုလုပ်ချက် visual ရဲ့အဖက်တစ်ခုသာဖြစ်ပါတယ်။ဘာကြောင့်အစစ်မဟုတ်ရတာလဲဆိုရင်တော့ Netflix ဟာအခုထိဒီလိုစွန့်စားခန်းမျိုးကိုလိုက်လွှင့်ခဲ့ခြင်းမရှိသေးပါဘူး။နောက်တစ်ခုကတော့အဆောက်အုံရဲ့အစိတ်ပိုင်းတွေဟာတိုင်ပေ101ရဲ့တကယ်ပုံအစစ်နဲ့အနှဲငယ်ကွဲပြားနေပါတယ်။ကဘာကျော်တောင်တက်သမားအဲလက်ဟွန်နိုဟာတဘာဝကြောက်တုံးတွေကိုတက်တဲ့သူဖြစ်ပြီးအခုလိုမျိုးပြအဆောက်အုံတွေကိုခွင့်ပြုချက်မရှိပဲသို့မဟုတ်ကြော်ညာအတွက်တက်လေမရှိပါဘူးခင်ဗျာ။ကဘာကျော်တောင်တက်သမားအဲလက်ဟွန်နိုကတော့အမေရိကန်နိုင်ငံကအမြင့်ပေ3000ကျော်ရှိတဲ့အဲကပီတန်ကြောက်တုံးကြီးကိုကျိုးမပါပဲပထမအဆုံးတက်နိုင်ခဲ့သူအဖြစ်သမိုင်းတွင်ခဲ့ပါတယ်။အဲလက်ဟွန်နိုရဲ့အခုမြင်နေရတဲ့တောင်တက်ဆွန်သားခန်းကို Free Solo ဆိုတဲ့အမည်နဲ့ documentary ရိုက်ကူးခဲ့ပြီးအဲ့ဒီကားဟာ2019ခုနှစ်မှာအကောင်းဆုံးမှတ်တမ်းရုပ်ရှင်အဖြစ်အော်စကာဆုရရှိခဲ့ပါတယ်။ဘာကျော်တောင်တက်သမားအဲလက်ဟွန်နိုဟာကြောက်ရွံ့မှုကိုထိန်းချုပ်နိုင်စွမ်းရှိပြီးတောင်တက်တဲ့အခါမှာအမားယုံမရှိအောင်အစားဆုံးအလွတ်ကျက်ပြီးမှတက်လေရှိတာမျိုးဖြစ်ပါတယ်။သူတက်ခဲ့တဲ့ဗီဒီယိုတွေဟာကြည့်ရတာအရန်ရင်သက်ရှူမိုးပဲကောင်းသလိုတစ်ချက်မားတာနဲ့အသက်ဆုံးရှုံးနိုင်တဲ့အထိစွန့်စားလွန်းတာကြောင့်လူများကြားမှာအခုထိရေပန်းစားနေတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တာကတော့ကဘာကျော်တောင်တက်သမားအဲလက်ဟွန်နိုဟာထိုင်ဝမ်နိုင်ငံမှာရှိတဲ့တိုင်ပေ101ဆောက်အုံကိုတကယ်တက်ခဲ့တာမဟုတ်ဘူးဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်အဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ